ဟုတ်ကဲ့မင်္ဂလာပါနော်ကျွန်တော်တို့အတွေ့အကြုံဆိုတာလည်းအချို့တွေ့ကြုံကြရလဲမေ့ထားလိုက်တာကောင်းတော့အချို့တွေ့ကြုံနေကြရလဲမျှဝေတာကောင်းတော့လူကြီးတွေကအတွေ့အကြုံတွေရသွားပြီးတော့ဒါအတွေ့အကြုံတွေများလဲများသွားလူငယ်တွေကိုလမ်းမပြတတ်တော့ဘာလို့သူတို့ကလည်းသူတို့တိုင်ပတ်သူတို့တွေ့ကြုံနေတာတအားများသွားပြီးတော့လေတယောက်နဲ့တယောက်ဘယ်လိုပြောယုံကြည်မှုတွေလည်းမရှိတော့ဘူးဘာလို့လဲဆိုတော့ရိုးမမျိုးသားခဲ့ကြတာဒါကြောင့်သူတို့တွေမျိုးသားခဲ့တော့ကျွန်တော်တို့လူငယ်တွေကရိုးသားပြီးတော့ကျွန်တော်တို့လူငယ်တွေရဲ့နာကကျွန်တော်တို့ဖန်တီးကြအောင်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ကမျိုးပါ